ဇင်တို့တရားချစ်ခင်သူတော်စင်ပေါင်းတို့တွေဘေးအန္တရာယ်ဟုသမျှတို့မှလွတ်မြောက်နိုင်ကြစေရန်ဤတန်တမှုအာယုံပြုလို့ဥစဉ်ကမေတ္တာကရုဏာရှေတာကဖြင့်စัจจิ13ပါးကိုရွတ်ဖတ်ပေးမှာဖြစ်ပါတယ်။အောင်တရားရှိခွက်ဗုဒ္ဓဇတ်14ချက်ဓမ္မဇတ်18ချက်သံဃာဇတ်လာရောင်ဝန်းလျက်ရှင်ပစ္စေကဗုဒ္ဓယဟန္တာဇတ်မြင့်မို့တောင်ဥမကကျူးလျက်မိဘဇတ်ဂုံကျေးဇူးကိုအထုသိလျက်ဆရာဇတ်ဝရဇိန်လက်နဲ့ဗျမဇတ်မိုးကျိုလက်နဲ့တရားဇတ်လောင်မိကြလျက်နတ်တို့ဇတ်ဝက်ဖြူလက်နဲ့ဘလူဇတ်အတောင်အဟုန်ပြင်းလျက်ကလုံးဇတ်အခတွန်းကဝန်းဝန်းတောက်လျက်နဂါဇတ်3000သင်္ချာဟိမဝန္တာအာနာဆိုလျက်တိဟဇတ်စัจจิ13ပါးရွတ်တန်ကြကဘေးများမြင်မှုမကောင်းစုတို့ဝေကကျင်းရှောင်းအောင်စေတတ်သည်မြတ်တိဆရာပညာတိအောင်နမောဗုဒ္ဓလူပါဝေနအောင်နမောဓမ္မာလူပါဝေနအောင်နမောသံဃာလူပါဝေနအောင်နမောဒူရေသွားဟုံစัจจิ13ပါးကိုအိယာဝန်တိုင်းရွတ်ဖတ်မိဆိုပါကဘေးအန္တရာယ်အပေါင်းတို့မှကင်းရှင်းစွာဖြင့်အိဆတ်အနာယူနိုင်ကြမည်ဖြစ်ပါသည်